အားလုံးပဲမင်္ဂလာပါဒီဗီဒီယို tutorial လေးမှာဆိုရင်တော့ဒီချက်ကတင်ကာကတ်ကိုအသုံးပြုပြီးတော့မှ button piano လေးတစ်ခုပြုလုပ်ပြပေးသွားမှာဖြစ်ပါတယ်ပြီးအဲ့ထဲကနေ circuit design လေးတစ်ခုယူလိုက်မယ် Arduino board လေးကိုယူပါမယ်ပြီးတော့ဒီချက်ဒီမှာ breadboard လေးယူလိုက်မယ်ပေါ့နော်နည်းနည်းလောက်သေးလိုက်မယ်အဓိကတော့ဒီချက်ကမြင်းချောင်းလေးတွေဆွဲချင်လို့ပါအဲ့တော့ဒီမှာ minus နဲ့ဒီချက်ကိုဘယ်လိုနဲ့ချိန်လဲဆိုလို့ရှိရင်ဒီ minus နဲ့ချိန်ထားမယ်ပေါ့နော်ပြီးရင်ဒီ minus ဒီဘယ်ကိုသွားချင်တာလဲဆိုတော့ဒီချက်တို့ကသူဒီချက်တို့ဒီနေရာမှာ ground ကိုကျွန်တော်တွားပြီးတော့မှချိတ်ချင်တာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ red color ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဘာလုပ်လိုက်မလဲဆိုလို့ရှိရင်အနီရောင် color ယူလိုက်မယ်သူကတော့ plus ပေါ့နော် plus sign ပေါ့ plus sign ကကျွန်တော်ဘယ်ကိုသွားချင်တာလဲဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ5ကိုချိတ်ချင်တာဖြစ်ပါတယ်ဆိုတော့ plus sign မှာကျွန်တော်က5ကိုချိတ်ထားလိုက်တယ်နော် okay ဒါပြီးသွားတဲ့ခါကျလို့ရှင်တော့ဒီချက်ကဒီမှာဒီဟွာလေးပေါ့နော် button လေးတွေကျွန်တော်ဘယ်နှခုလောက်ယူလိုက်လဲဆိုရင် button လေးဒီချက်က4ခုလောက်ယူလိုက်ဘတ်တန်လေး၄ခုယူလိုက်ပြီးဘတ်တန်တစ်ခုချင်းစီပဲကျွန်တော် resistor တစ်လုံးချင်းစီရှိပါမယ်။အဲ့ဒီ resistor ကိုဒီမှာဒီမှာချိန်မှာဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တွားပြီးချိန်မှာဖြစ်ပါတယ်။နောက် resistor သူ့ကိုလည်းအဲ့လိုပဲဒီနေရာမှာတွားပြီးချိန်ပါမယ်။ဒီ resistor လည်းဒီနေရာမှာတွားပြီးတော့မှချိန်ပါမယ်။ဒီ resistor ကိုလည်းဒီနေရာမှာတွားပြီးချိန်မှာဖြစ်ပါတယ်။အဲ့တော့ဒါတွေအကုန်လုံး ground ချလိုက်ပြီးသားပါ။ဒီကနေပြီးတော့မှကျွန်တော်ဘာလုပ်မှာလဲဆိုရင်သူ့ရဲ့ဒီတစ်ဖက်တစ်ချမ်းမှာရှိနေတဲ့ဥစ္စာကိုကျွန်တော်က5ဖို့ပေးပါဆိုတော့ဒီဟာလေးကိုဒီကျတို့က5ဖို့ပေးခြင်းတဲ့အခါမှာဒီကိုသွားပြီးချိန်ပါတယ်သူ့ကိုလည်းပဲ5ဖို့ပေးခြင်းတဲ့အချိန်မှာဒီချိန်ကဒီနေရာမှာသွားပြီးချိန်ပါသူ့ကိုလည်းပဲ5ဖို့ပေးခြင်းတဲ့အခါမှာဒီနေရာမှာသွားချိန်ပါတယ်သူလည်းပဲ5ဖို့ပေးခြင်းတဲ့အခါမှာဒီနေရာမှာသွားပြီးတော့မှဒီလိုချိန်လိုက်ပါတယ်ဒါလေးကတော့5ဖို့ချိန်လိုက်တဲ့ပုံစံလေးပေါ့နော်နောက်တစ်ခုကဒီ data pin လေးတွေချိန်ချိန်မှာဖြစ်တဲ့ချက် green color လေးလိုက်တယ်ပေါ့နော်ဒီကနေပြီးဒီချက်က7ကိုသွားမယ်ဒီကနေပြီးတော့မှ6ကိုသွားမယ်ဒီ terminal 2ကနေ5ကိုသွားမယ် terminal 2ကနေပြီးတော့မှ4ကိုသွားပါ4ကိုသွားမှာပေါ့နော်တော့နှစ်ထပ်မဖြစ်ရလေအောင်လို့ဒီချိန်ဒီမှာ4မှာချိန်လိုက်တယ်ပေါ့နော်ပြီးရင်ဒီချိန်တို့ကဒီမှာဘဇာပေါ့နော်ပိုင်ဆိုလေးတစ်ခုယူလိုက်ပိုင်ဆိုလေးတစ်ခုယူလိုက်ပြီးတော့သူ့ကိုဒီချိန်ကပိုင်ဆိုလေးကိုတစ်ခုတော့ဒီချိန်ကဘာလို့မှလဲဆို ground ချမှာဖြစ်တယ်ဒီအတွက်ကြောင့်မို့ဒီချိန်ကဒီမှာဒီ minus ပိုင်းပေါ့နော် minus အပိုင်းကိုဒီချိန်ကဘာလို့ထားရလဲဆိုလို့ရှိရင်ဒီမှာ ground မှာတွားပြီးတော့မှတွဲထားတာပေါ့နော် ground နဲ့တွဲလိုက်တာနောက်တစ်ခုကတော့ဒီ positive ပေါ့နော် positive ဘိုင်းကတော့ကျွန်တော် orange color ယူပြီးတော့သူ့ကိုကြတော့ကျွန်တော်ကပင်ကိုဘာပေးချင်တာလဲဆိုတော့ဒီနေရာမှာပေးထားတဲ့ပင်နံပါတ်2ပေါ့နော်ဒီပင်နံပါတ် D2 မှာချိန်ရသွားပြီးတော့မှချိတ်ချင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာကိုအောက်ကိုချလို့ရအောင်အဲ့တော့ပင်နံပါတ်တွေချိန်ပြီးသွားရင်ဒါလေးတွေကို double click လေးတွေနှိပ်ပြီးတော့မှ double click လေးတွေနှိပ်ပြီးတော့မှဒီချိန်ကဒါကိုသူ့ကိုပြောင်းလို့ရတယ်ပေါ့နော်ဒီလိုလေးတွေပြောင်းလို့ရသူလည်းပဲအဲ့လိုမျိုးပေါ့နော်ဒီလိုလေးတွေပြောင်းနေတယ်သူ့ကိုလည်းဒီချိန်ကတစ်ခုနဲ့တစ်ခုနဲ့မညှိအောင်လို့ပေါ့နော်တစ်ခုနဲ့တစ်ခုနဲ့ဒီလိုမျိုးလေးဖြစ်အောင်လို့ဒီချိန်ကပြောင်းလို့ရပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒီနေရာမှာနောက်တစ်ခုနှိပ်လို့ရတယ်ဒီလိုမျိုးလေးသွားလို့နော်သူလည်းပဲဒီမှာဒီချိန်တို့ကဒါမျိုးလေးပေါ့နော်ဒါမျိုးလေးပြောင်းလို့ရသူ့ကိုလည်းပဲဒီချိန်တို့ကဒီလိုမျိုးလေးအောက်ကိုဆင်းလို့ရတယ်ပေါ့နော်အဲ့တော့တချို့တို့ဒီကောင်ကိုအောက်ကိုနည်းနည်းလေးဆိုတော့လေးဆွဲချလိုက်ပါဒီ breadboard လေးပေါ့နော်အောက်ဒီ breadboard လေးမှာလေးပဲ breadboard လေးကိုလည်းပဲတချို့တို့ဘာလုပ်မလဲဆိုတော့အပေါ်လေးကိုနည်းနည်းတင်လိုက်နော်ဟုတ်ပြီဒါဆိုကျတို့ကုတ်ရေးကြည့်ရအောင်အဲ့တော့ဒီတဲရဟာတွေကိုချက်ဖြတ်လိုက်ပြီပြီးတော့တခြား condition ကို if နဲ့ပဲကိုဆက်ပါ if ကိုတချို့တို့ယူတဲ့အခါမှာတချို့တို့ဒီမှာဘာလုပ်မလဲဆိုလို့ရှိရင်သူ့ရဲ့ဒီ read လို့ဖတ်လိုက်တဲ့ read digital pin ခုနက pin number 7မှာဒီချိန်ချိန်ခဲ့ pin number 7ကိုဖတ်online တဲ့အခါနှိပ်လိုက်တဲ့ speaker on ဟာရှိ speaker pin ကဘယ်လောက်မှချိန်ထားလဲဆိုတော့2မှာချိန်ထားတယ်အဲ့ speaker pin နဲ့2ကို16ဆိုပြီးပေးလိုက်မယ်ဒါပေမဲ့ဒီမှာပေါ့နော်ခုနကဒီချိန်ကဒီချိန်ဒီဘက်ကိုဆွဲလိုက်တာသူကပြက်တယ်လို့ဖြစ်သွားတာပေါ့နော်ဖြတ်တယ်လို့ဖြစ်သွားတယ်အဲ့တော့ဒီချိန်ဒီမှာပြန်ရေးပြပါမယ်သူ့ကိုဒီချိန် height လို့ပေးလိုက်မယ်ပေါ့နော် equal လို့ဒီမှာ equal လို့ပေးလိုက်မယ်ပြီးရင်ကျတို့က digital pin ကိုဖတ်တာ digital pin က7ကိုဖတ်ခဲ့တယ်ဆိုရင်ကျတို့ထုတ်ပေးမယ် speaker pin ကဘယ်လောက်လဲဆိုလို့ရှိရင်2ပါ2မှာ16ကိုချက်ဒီမှာ0.1လောက်ပေါ့နော်16ကိုဒီချိန်ကဘယ်လောက်ထားချင်တာလဲဆိုတော့ဒီမှာ0.1 second လောက်ကြာအတန်နေစေချင်တာပေါ့နော်အဲ့တော့ကဲဒါလေးအရင်ဆုံးစမ်းကြည့်ရအောင်step simulation စလိုက်တဲ့အချိန်မှာ
ကျတို့ဒီကောင်ကိုနှိပ်လိုက်မယ်ပေါ့နော်ဒါအတန်ထွက်တယ်ပေါ့နော်အဲ့လိုအတန်ထွက်တယ်โอเคအဲ့ဒါဆိုရင်နောက်တစ်ခုလည်းအဲ့လိုပဲပေါ့နော်ချေဒါဆိုရင်ပြင်နံပါတ်6ကိုနှိပ်လိုက်ရင်အတန်ကို100ဆိုတဲ့တုံးကိုပြောင်းချင်တယ်ဒါဆိုရင်ဒီချိန်ပြန်ပြီးညွှန်းကြည့်အောင်ဒါဆိုအတန်ကမတူတော့ဘူးပေါ့နော်အဲ့တော့ဒါဆိုရင်မတူညီတဲ့အတန်ရမယ်ကဲဒါဆိုရင်ဒီချက်တို့ကသူ့ရဲ့ဒီဒါဆိုရင်5ကိုနှိပ်လို့ရှိရင်ထားပါတော့200ထားမယ်ပေါ့နော်ဒါဆိုရင်ဒီချက်တို့ကဒီမှာကျတို့ပို့ကိုနှိပ်လိုက်တဲ့အခါကျလို့ရှိရင်300ထားမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဒီချက်တို့တစ်ချက်စမ်းကြည့်ရအောင်ပါအဲ့တော့ဒီချက်တို့ကကုတ်ကို stat simulation ဆိုရင်အတန်မျိုးစုံထွက်ပြီပေါ့နော်ဒါကတော့ဥပမာလုပ်ပြပါပေါ့နော်ဒီ pattern တွေကိုနှိပ်လိုက်လို့ရှိရင်အတန်ထွက်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြချင်တာပါဒါဆိုရင်ကျွန်တော် pattern ပြရအောင်လေးတစ်ခုလုံးလုပ်ပြီးသွားပါပေါ့နော်